အိမ်ဝင်းကြီးမှာလူဆောင်ထုတ်လာတဲ့ဇာတ်ထိပ်ကအာဆင်နယ်ကိုယာယီနီးပြနဲ့တက်ပြီးတီးထုတ်ပေးလိုက်တဲ့ United ကျွန်တော်တို့ဒီနေရာမှာအတိတ်ကအကြောင်းတွေအနာဂတ်ကအကြောင်းတွေကိုကျွန်တော်မပြောဘူးလက်ရှိအကြောင်းပဲပြောမယ်လက်ရှိအချိန်မှာအာဆင်နယ်အသင်းဟာပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းပရီးမီးယားလိမှာလည်းမဟုတ်ဘူးဥရောပမှာလည်းအကောင်းဆုံးအသင်းဒီဟာဒီကစားကစားများပြိုင်ပွဲတိုင်းမှာဒီနေ့ညကစားသွားခဲ့တဲ့ Manchester United နဲ့ပွဲစဉ်မတိုင်ခင်အထိပြိုင်ပွဲစုံမှာနှစ်ပွဲပဲရှုံးထားသေးတယ်အဲ့ဒီနှစ်ပွဲကလည်းဝေးကွက်မှာရှုံးထားတာသူတို့ရှုံးတဲ့အသင်းကလည်းလီဗာပူးနဲ့ Aston Villaအင်္ဂလန်မှာဒီဟာဒီပြိုင်ပွဲစုံ16ပွဲကစားတယ်14ပွဲနိုင်ပြီးတော့2ပွဲတည်ကြတာတယ်ရှုံးပွဲလုံးဝမရှိဘူးပရီးမီးယားလိမှာဆိုရင်17ပွဲကစားထားတယ်9ပွဲနိုင်2ပွဲတည်ပေးကိုက9ကိုပဲရှိတယ်တကယ်ကို on fire ဖြစ်နေတဲ့အသင်းမှာတစ်ဘက်က Manchester United အသင်းကိုကြည့်မယ်ဆိုရင်ယာယီနီးပြကာရင်နဲ့အခုမှပြန်လဲအခြေကျလာစားဖြစ်တဲ့အသင်းလေးတစ်သင်းမှာဒီနေ့တင်းတွေးတဲ့အချိန်မှာပွဲမတိုင်ခင်တော့ကတော်တော်များကအိမ်ကွင်းမှာအာဆင်နယ်အသင်းက Manchester United အသင်းကိုဂိုးပြတ်သွင်းမယ်United အနေနဲ့တေချရင်ကံကောင်းဆိုပြီးတော့ပြောခဲ့တဲ့သူတွေကဒူးနဲ့ဒီပါပဲအဲ့တော့ဘောလုံးပရိသတ်တော်တော်များကအာဆင်နယ်အသင်းကပဲ United ကိုအနိုင်ရသွားလိမ့်မယ်လို့ပြောခဲ့တာပါဒါပေမဲ့မနေ့ကဘာဖြစ်သွားလဲManchester United အသင်းကမနေ့ကကစားခဲ့တဲ့ Premier League ပွဲစဉ်23မှာအာဆင်နယ်အသင်းကို Emirates တက်ပြီးတော့3-2ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီ3-2နဲ့နိုင်ရရှိသွားခဲ့တဲ့ဆိုတာကံကောင်းလို့နိုင်ရရှိသွားခဲ့တာမဟုတ်ဘဲနဲ့ Manchester United အသင်းကတပွဲလုံးမှာနီးပြူကကြာနဲ့အာဆင်နယ်အသင်းကိုချင်းကပ်ပြီးတော့သူတို့လိုအပ်နေတဲ့ဂိုးတွေကိုသွင်းသွားခဲ့လို့ပြောမှာပါအာဆင်နယ်အသင်းဟာ system ထဲမှာရောက်နေတဲ့အသင်းလို့ပြောအောင်အာဒီတာရဲ့ system အောက်မှာအာဆင်နယ်ကစားသမားတွေက system ကျစာပဲကစားသွားခဲ့တယ်ဒါပေမဲ့ Manchester United အသင်းကတော့နီးပြမိုက်ကယ်ကာရင်ရဲ့မင်းတို့လွတ်လွတ်လပ်ကစားကြစမ်းကွာဆိုတဲ့နီးစနစ်လက်အောက်မှာသူတို့လိုချင်တဲ့တွင်းကိုတွေသူတို့လိုအပ်နေတဲ့အနိုင်ရလက်တွေကိုရောက်ယူသွားခဲ့တာပါဒီနောက်ပိုင်းနှစ်တွေမှာဘောလုံးအသင်းတွေက system ကျတဲ့အသင်းတွေဖြစ်လာခဲ့တယ်အထူးသဖြင့် Man City ပြီး Arsenal နောက်ပြီး Bayern Munich အစားရှိတဲ့အသင်းတွေက system ကျကစားလာတဲ့အသင်းတွေဖြစ်ပြီးတော့ပြောမယ်ဆိုရင်ဒီကစားကွက်ထဲမှာဘယ်ကစားသမားပဲဝင်ကစားfit ဖြစ်တယ်လို့ပြောရတဲ့ကစားပုံမျိုးပါဒါပေမဲ့ Manchester United အသင်းကတော့အဲ့ဒီ system ကျကစားတဲ့အသင်းတွေကိုတွန်းလှန်သွားခဲ့တာပါUnited ဒီနေ့ကစားပုံကိုကြည့်ပြီးတော့ကျွန်တော်တို့အရင်ကပွဲတောင်မှပြန်သတိရမိပါတယ်အရင်ကပွဲတွေမှာအဲ့တော့ဘောလုံးရလို့ရှိရင်လူပေးမယ်လူပေးလို့မလို့ရင်ကန်တင်မယ်ဂိုးသွင်းလို့ရတဲ့အနေအထားမျိုးဆိုရင်အဝေးကန်ကျန်တဲ့ဂိုးသွင်းမယ်ကျုံလုံးအနေအထားနဲ့ရှင်းထုတ်မယ်အဲ့လိုမျိုးကစားခဲ့တာပါ Manchester United ကစားသွားတဲ့ပုံစံကဒီလိုပုံစံပါအပွင့်လင်းပြောလို့ရှိရင် Arsenal အသင်းအနေနဲ့ Manchester United အသင်းကိုအိမ်ကွင်းမှာရှုံးတာကတော်တော်လေးကိုရုပ်ပေါက်ပါတယ်ဒီဟာဒီသူတို့ကချန်ပီယံဖြစ်သွားလို့ရှိရင်တကယ်ကိုရုပ်ပေါက်ဆုံးချန်ပီယံဖြစ်မှာပါအဲ့တော့ပွဲအကြောင်းကိုလည်းလောက်ပြောရမယ်ဆိုရင်ပထမပိုင်းပွဲချိန်မိနစ်20လောက်ထိကိုအာဆင်နယ်အသင်းကတောက်လျှောက်ပေးထားနိုင်ခဲ့တယ်။ဇိုဘီမန်ရဲ့ခေါင်းတိုက်ချက်ဆိုတော်တော်လေးကောင်းပြီးတော့ဂိုးသမားလက်ဆန်းပြကာကွယ်ခဲလို့သာ United တို့ကန်ကောင်းခဲ့တာပါ။ဒီနေ့ပွဲချိန်29မိနစ်မှာအဲ့တော့မာတီနဲ့အမားကနေ United တို့အာဆင်နယ်အသင်းကိုဥဆောင်ကိုပေးလိုက်ရတယ်။ဒါပေမဲ့အာဆင်နယ်ကစားသမားတွေက United ကိုအထင်သေးတာလားတော့မသိဘူးပေါ့နော်။ဒါအာဆင်နယ်ရဲ့ခံစစ်အမှားကနေပြီးတော့Bruno Fernandes ကအခွင့်အရေး2ကြိမ်ရတယ်ဖြစ်ချင်တော့ဒီ2ကြိမ်လုံးကိုဂိုးပြင်ပြောင်းလဲနိုင်ခဲ့ဘူးနောက်ဆုံးဇူဘီမန်နီလူပေးမှားကနေ Brian Mbeumo ကဆွဲယူပြီးတော့ဂိုးသမားရအောင်ပါလင်ခေါ်ပြီးတော့ United အသင်းအတွက်ချီပါကိုသွင်းသွားခဲ့တာကြောင့် Brian မှာ1-1နဲ့တေချနေခဲ့တယ်ဒီနေ့ဒုတိယပိုင်းပြန်အစားမှာ Carrick ကအဝေလဲခဲ့မှာဘာတွေပြောလိုက်တယ်လို့မသိဘူး United ကစားသမားတွေကစားသွားတာကတကယ်ကိုအိမ်ခွင်းဝေးခွင်းတော့မှားပါတယ်သူတို့အနေနဲ့ Old Trafford မှာကစားနေတဲ့အတိုင်းArsenal အသင်းကိုဖိအားပေးကစားသွားခဲ့တာပါဒီလိုနဲ့ဒါ Bruno Fernandes နဲ့ Dogu ရဲ့တွေ့လုံးကနေ Dogu က Hard Volley ကန်ချက်နဲ့ United အသင်းအတွက်ဥဆောင်ကိုပြန်လည်သွင်းသွားခဲ့ပါတယ်အဲ့တော့ Arsenal အသင်းကလူစားလဲမှု၄ခုထိပြုလုပ်ခဲ့ပြီးတော့ချီပါကိုအသေးတန်ရဖို့စ조사ခဲ့ပေမဲ့လည်းဖြစ်မလာခဲ့ဘူးပွဲချိန်82မိနစ်ဝန်းကျင်မှာတော့ထုံးစံတိုင်း Arsenal အသင်းရဲ့ဒီဆက်ပြီးအားသာချက်ကနေ Merino ကချီပါကိုပြန်သွင်းသွားခဲ့တယ် Arsenal ပရိသတ်တွေကလည်းလက်သီးသမောင်းနေတန်းပြီးဒါငါတို့တော့နိုင်ကိုရမယ်ဆိုပြီးတော့ပြောနေကြတာတကယ်လည်းအဲ့အချိန်မှာ Arsenal အသင်းနိုင်သွားခဲ့မယ်လို့ထင်ခဲ့တာပါဖြစ်ချင်တော့3မိနစ်အကြာမှာပဲ Bruno Fernandes ရဲ့ပြန်ချပေးမှုကနေပြီးတော့မတ်တီးယာကွန်ညာက area အပြင်ဘက်ကနေလှပနဲ့ Manchester United အတွက်အနိုင်ဂိုးကိုအဝေးကန်ချင်တဲ့သွင်းယူသွားခဲ့တာပါ Arsenal အတွက်တကယ်ကိုဂိမ်းအောင်ပါပဲဒီနိုင်ပွဲနဲ့မဖြစ်မနေချီးကျူးရမှာတော့ Michael Carrick ပါပဲ Michael Carrick အနေနဲ့10ရက်တာအချိန်ရတဲ့ကာလထဲမှာပြီးခဲ့တဲ့ဘက်တုန်းကလည်းဒါအင်္ဂလိပ် Old Trafford မှာ Manchester City ကိုနိုင်ရတယ်အခု Emirates တက်ပြီးတော့ Arsenal အသင်းကိုတီးထုတ်ပေးလိုက်တာပါ Congratulations ပါ Manchester United